ရှင်နေဆိုတဲ့ကြားတဲ့ကဒီကနေ့ဖះကိုချင်းမဖို့ဒီနေရာကိုရောက်လာကြတဲ့အကုန်လုံးယုံကြည်သူညီကောင်မောင်နှမများအားလုံးရှိတဲ့နေရာကနေမတည့်ပြီးမှထာဝရဖះကိုချင်းမကိုကိုရအောင်အာမင်ကျွန်တော်တို့ယုံကြည်သူတွေရဲ့တက်တာထက်မှာ3မိနစ်30စက္ကန့်4တောင်မှဖះနဲ့ဝေးသွားလို့ဖြစ်တဲ့သူတွေမဟုတ်ဘူးနော်ဟုတ်တယ်လားအားကြောင့်မို့လူငယ်တွေကြီးပဲဆိုတော့အကုန်လုံးရှေ့ကိုလာခဲ့ကြပါဖះနဲ့အတူဖះရဲ့မျက်မှောက်တော်ထက်မှာတိုးဝင်ကြရအောင်အာမင်အာမင်အာမင်โอเคလူငယ်တွေကြီးပဲဆိုတော့ရှေ့ကိုမြန်လာခဲ့ကြပါအာမင်ဟာလေလုယာဟာလေလုယာထိုထာဝရဘုရားတန်ရှင်းသောဝိညာဉ်တော်ကိုကျွန်တော်တို့ရဲ့ကယ်တင်ရှင်ဝိညာဉ်တော်ဘုရားအတူတကွအားရပါရချီးမွမ်းကြရအောင်အာမင်ရှာဒီခါချင်းအောင်နေတဲ့တိုင်းချင်းများဖွင့်သွားဝိညာဉ်မျက်စိပွင့်ဝိညာဉ်နာတွေချနမိတ်လက္ခဏာကြီးမားစွာထင်ရှားဘုလုံးပေါ်များခြင်းကျေဝါခြင်းများမကြုံစားဖို့ဝေဒကုန်းများဝိညာဉ်နိုးထားခြင်းတိုင်းတိုင်းနာတဲ့နိုင်ရခုတရားမီယုတ်ကြည်လက်ခုပ်တီးရအောင်အာမင်ဖခင်ရဲ့ခြံတော်ထဲမှာအကောင်လုံးလက်ခုပ်တီးပြီးတော့ထိုဖခင်ကိုချီးမွမ်းရအောင်အာမင်မျိုးစစ်တော်ကြကတို့မျိုးစစ်ကိုတီးလိုက်မယ်ကျွန်တော်တို့မျိုးစစ်နဲ့အတူလက်ခုပ်တီးရအောင်အာမင်အာမင်ဟာလေလုယာအာမင်အာမင်အာမင်Hey
ပြည့်စုံတာဖြစ်တယ်အာမင်ဟာလေလုယာချင်နိုင်တာတန်နိုင်တာနောက်လည်းသာရှိဘူးချင်နိုင်တယ်တန်နိုင်တယ်ဝိညာဉ်တော်ထဲမှာချင်နိုင်တာတန်နိုင်တာနောက်လည်းသာရှိဘူးချင်နိုင်တယ်တန်နိုင်တယ်ဝိညာဉ်တော်ထဲမှာချင်နိုင်တာတန်နိုင်တာနောက်လည်းသာရှိဘူးချင်နိုင်တယ်တန်နိုင်တယ်ဝိညာဉ်တော်ထဲမှာချင်နိုင်တာတန်နိုင်တာနောက်လည်းသာရှိဘူးချင်နိုင်တယ်တန်နိုင်တယ်ဝိညာဉ်တော်ထဲမှာချင်နိုင်တာတန်နိုင်တာနောက်လည်းသာရှိဘူးချင်နိုင်တယ်တန်နိုင်တယ်ဝိညာဉ်တော်ထဲမှာချင်နိုင်တာတန်နိုင်တာနောက်လည်းသာရှိဘူးချင်နိုင်တယ်တန်နိုင်တယ်ဝိညာဉ်တော်ထဲမှာချင်နိုင်တာတန်နိုင်တာနောက်လည်းသာရှိဘူးချင်နိုင်တယ်တန်နိုင်တယ်ဝိညာဉ်တော်ထဲမှာကျွန်တော်တို့တိုင်းနိုင်ငံတိုင်းဝိညာဉ်တော်ကိုစံမတည်ကျွန်တော်တို့တိုင်းနိုင်ငံတိုင်းဝိညာဉ်တော်ကိုလိုအပ်တယ်ကျွန်တော်တို့တိုင်းနိုင်ငံတိုင်းဝိညာဉ်တော်သာအောင်ဆောင်ဖို့ပါဟာလေလုယာကျွန်တော်တို့တိုင်းနိုင်ငံတိုင်းဝိညာဉ်တော်ကိုပြောင်းလဲတယ်ကျွန်တော်တို့တိုင်းနိုင်ငံတိုင်းဝိညာဉ်တော်ကိုပေါ်ပြတယ်ကျွန်တော်တို့တိုင်းနိုင်ငံတိုင်းဝိညာဉ်တော်သာအောင်ဆောင်ဖို့ပါဝိညာဉ်မောဝိညာဉ်မောဝိညာဉ်မောရှင်ဟုတ်တယ်ရှင်ဟုတ်တယ်စွာစီရတော့စီရတော့စီရတော့စီပါဝိညာဉ်မီဝိညာဉ်မီဝိညာဉ်မီရှင်ဟုတ်တယ်ရှင်ဟုတ်တယ်စွာစီလောင်ကျွမ်းစီလောင်ကျွမ်းစီလောင်ကျွမ်းစီပါအိမ်မဲ့ဝိညာဉ်တော်ရှိမ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 We need the Buddha, we need the Buddha, we need the Buddha to our soul. Tomorrow night, hang on, I need to go to Shabbat. Tomorrow night, hang on, I need to go to Luate. Tomorrow night, hang on, I we need all the ocean of God. Amen. Tomorrow night, hang on. Tomorrow night, hang on, I we need to go to Luate. Tomorrow night, hang on, I we need to go to Luate. Tomorrow night, hang on. We need all the ocean of God. Hallelujah. We need more, we need more. She hoped it, soir. See ya do, man. See ya do, see ya we need me. We need me, we need me. She hoped it, soir. See la joie, see la joie. See la joie, see la we need the Shema. We need the Shema. We need the Shema. We need the Shema.
ရှိဘူးတနိုင်တယ်Amen တနိုင်တာတနိုင်တာတော့လည်းကောင်းရှိဘူးတနိုင်တယ်တနိုင်တယ် Amen ငါတို့ခါရအောင်တနိုင်တာတနိုင်တာတော့လည်းကောင်းရှိဘူးတနိုင်တယ်တနိုင်တယ်ဝိညာဉ်တော်ထဲမှာတနိုင်တာတနိုင်တာတော့လည်းကောင်းရှိဘူးတနိုင်တယ် Amen ငါတို့ခါရအောင်တနိုင်တာတနိုင်တာတော့လည်းကောင်းရှိဘူးတနိုင်တယ်တနိုင်တယ်ဝိညာဉ်တော်ထဲမှာဒီလိုနဲ့မှချင်းနိုင်တဲ့အခါတော့ကိုယ်ရဲ့ချမ်းသာကောင်းကြည့်ဆောင်တာဖြစ်တယ်ကိုယ်တော့တမန်တစ်ခုနဲ့ဖြစ်တော့တနိုင်တာတနိုင်တာတော့လည်းကောင်းရှိဘူးတနိုင်တယ်တနိုင်တယ်လက်ထောက်ခါရတနိုင်တာတနိုင်တာတော့လည်းကောင်းရှိဘူးတနိုင်တယ်တနိုင်တယ်ဝိညာဉ်တော်ထဲမှာကျွန်တော်တို့တိုင်းနိုင်ငံတိုင်းကျွန်တော်တို့တိုင်းနိုင်ငံတိုင်းဝိညာဉ်တော်ကိုလူအပ်တယ်ကျွန်တော်တို့တိုင်းနိုင်ငံတိုင်းဝိညာဉ်တော်သာအောင်ဆုံးပါဟာလေလုယာကျွန်တော်တို့တိုင်းနိုင်ငံတိုင်းတို့တိုင်းနိုင်ငံတိုင်းဝိညာဉ်တော်ကိုပြောင်းလဲနေကျွန်တော်တို့တိုင်းနိုင်ငံတိုင်းဝိညာဉ်တော်ကိုခေါ်ပေးနေကျွန်တော်တို့တိုင်းနိုင်ငံတိုင်းဝိညာဉ်တော်သာအောင်ဆုံးပါဟာလေလုယာဟာလေလုယာအာမင်ဟာလေလုယာရ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 ာအိုးလူနေနဲ့မချင်နိုင်တဲ့ညာကိုရောရဲ့မျက်မှောက်တော်ထဲမှာတည်ဆုံးတာဖြစ်တယ်အာမင်ဟာလေလုယာဟာလေလုယာကျွန်တော်တို့လိုအပ်နေတာကိုရောရဲ့တူရှိခြင်းဖြစ်တယ်အာမင်ကျွန်တော်ရဲ့တက်တာထဲမှာတင်းရဲ့တက်တာထဲမှာကိုရောမရှိပါရမှမတက်နိုင်ကိုရောကဲ့သို့တပါးသူမရှိပါအာမင်ယုံကြည်ခြင်းပြည့်နဲ့ကိုရောရဲ့တူရှိခြင်းကိုရောရဲ့မျက်မှောက်တော်ထဲမှာတူတကွတိုးဝင်ရအောင်အာမင်ဟာလေလုယာฉันน้องสังเกตวิญญาณทุกใจก็ดำดาชายายาริเทมาโลจินดาบัวจะคุลงปองอากูรอเพียงจะเมาโตมาชีเนวิริเทมาโลฉันน้องสังเกตวิญญาณทุกใจก็ดำดาชายายาริเทมาโลจินดาบัวจะคุลงปองอาวิโรพยาเยมาโตมาชีเลวิริเทโลจิ
ခြင်းတွေမြဲတမ်းပြည့်စုံရာအမြဲတမ်းပြည့်စုံရာငြိမ်သက်ခြင်းပျော်ရွှင်ခြင်းအောင်နိုင်ခြင်းတွေမြဲတမ်းပြည့်စုံရာအမြဲတမ်းပြည့်စုံရာ ကျေးဇူးတင်တယ်ချင်းမွန်ကိုကိုချင်းစီစဉ်ထဲမှာကိုရောကျွန်တော်တို့နဲ့တူပါရှိတော်မူသောကြောင့်ကိုရောကိုကျေးဇူးတင်တယ်ကျန်ရှိနေတော့အချိန်တိုင်းလုံးစုံတဲ့အခါမှာကိုရောကျွန်တော်တို့နဲ့တူပါရှိတော်မူမိအကြောင်းတပါးတည်းသောယေရှုနာမတော်ကိုမြည်ပြုလက်ဆုတောင်းစကားအနံ့ကြပါဖာကြသခင်အာမင်
Hallelujah. 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 ကျွန်တော်တို့အခုကြွေးကြော်ရအောင်ကိုရောကြည်ယူတင်တဲ့ဆိုပြီးတော့သုံးခါတီးတီးကျွန်တော်တို့ကြွေးကြော်ရအောင်ဒီနေ့သုံးကိုရောကြည်ယူတင်တယ်ကိုရောကြည်ယူတင်တယ်ကိုရောကြည်ယူတင်တယ်အာမင်worship worship team တွေပြီးတော့ musician တွေဘယ်တခင်ပို့တာရွေးကောင်းကြည့်ပြီးပါစီတုံးပြပါစီလို့ပြီးတော့เสียมดูแลดีนี่ต่อไม่ได้ဆိုတော့ကိုအလိုတော့ပါဝင်ရမယ့်ချိန်ဖြစ်တယ်ခေါ်အလိုတော့ကောက်ခံပြီးမဲ့တော့ခေါ်နူနဲ့ဂျော့ဆက်လင်းနဲ့ကောက်ခံပြီးတော့เสียทางตาสู้ตั้งปีมาเพียดเลยอลูรองวยเก้าคันแม่เชมาชิมันพี่แม่ดูว่าตวงโน้พิษบาร์เลยเราจะรู้จุดสุยาวလူငွေများကိုစက္ကရအောင်နော်ပြုံးပြုံးလေးနဲ့ကျွန်တော်ဘုရားရှင်စက္ကရအောင်အာမင်သာရဖျားကိုရိုကိုဂျေဇုတင်တဲ့ဒီနေရာမှာကိုရိုကိုဝပြုကိုကိုချင်းမှာပါဝင်ခွင့်ပေးပြီးတော့ကိုရိုရဲ့ပေးတနာတော်မူသောကောင်းကြီးများထဲကအကောင်းဆုံးသောအလူငွေကိုကိုရိုယခုချိန်မှာကိုရိုပေးကန်တော်မယ်ဖြစ်တော့ကြောင့်ကိုရိုနဲ့အတူပါရှိပါကျွန်တော်တို့အကိုက်ပေါမှာလဲကိုရိုအတူပါရှိပါကိုရိုကျွန်တော်တို့ရဲ့ဒီအလူငွေများကိုအသုံးပြုတဲ့နေရာမှာလဲကိုရိုရဲ့မြတ်တာတော်ဒီနာလေခွန်းတော်လာကောင်းကိုရချစ်ချင်းမြတ်တာမြင်ခွန်းတော်လာကောင်းရောက်စီတိုင်းပေါ်မှာဖြစ်စေတော်မူပါဒီလူငွေများကိုရိုလက်ထဲမှာအနန္တောအခါတပါတိတော်တာတော်ယေရှုနာမဖြစ်စုတောင်းစကနာပါတယ်ဖဖျားရှင်အာမင်ဟာလေလုယာယနေ့ဒီအချိန်မြန်မာအစီအစဉ်မှာဒီလိုဂုဏ်တော်ချီးမွမ်းခွင့်ရတဲ့အတွက်ရှုစွာဘုရားရှင်နာမဘုန်းကြီးပါစေကျွန်တော်ဒီနေ့ဒီဆုံမဲ့တခြင်းကောင်းစဉ်လေးရတော့အရှိတိုင်းသူလက်ခံတယ်တဲ့ဒီနေရာမှာရှိတိုင်းသူလက်ခံတယ်ဆိုတာကတော့လူတိုင်းကတော့ကိုယ့်ရဲ့အရှိတိုင်းကိုဖွင့်ပြရတော့ပြည့်ပယ်မဲ့သူကြီးပဲပေါ့နော်ဒါပေမဲ့ဘုရားကတော့ကျွန်တော်တို့အရှိတိုင်းလက်ခံတယ်ဆိုတော့ဒီတခြင်းလေးနဲ့တဖန်အတိပေးစေချင်ပါတယ်Snow solena tutti de Snow tanaina tutti de Snow ane manduleti de Dabe me Snow go ashidai lekane No, a pinyaman to to know hands out to to know gone long hope I'm a gone dole chit the kudene to know go you know day
တင်ဘလို့ပုံစံမလို့ချုံမျိုးမျိုးရှိတော်လေယေရှုကတင်ကိုအရှိတိုင်းလက်ခံတယ်ရှိတဲ့ရက်ကခေါ်လိုက်ပါတင်ခေါ်တန်ကိုလုံးမသွားပါဝိညာဉ်တော်မဆာခြင်းနဲ့လွန်ချုံပါရောက်တဲ့ရက်ကလေးပြမအရှိကိုအရှိတိုင်းသုံးဝင်ပါယေရှုဖျားသခင်မြတ်တာနဲ့နိုင်ယူပါဆုံးလေနာသူတည်တယ်ကျွန်တော်မတန်နိုင်တာသူတည်တယ်ကျွန်တော်အားနဲ့မှန်သူလေးတည်တယ်ဒါပေမဲ့ကျွန်တော်ကိုအရှိတိုင်းလက်ခံနေဘာမကောင်းတော့လေအချစ်တခုတည်းနဲ့သူလေးကျွန်တော်ကိုရွေးလို့တယ်တင်ဘလို့ပုံစံမလို့ချုံမျိုးမျိုးရှိတော့လေယေရှုကတင်ကိုအရှိတိုင်းလက်ခံတယ်ရှိတဲ့ရက်ကခေါ်လိုက်ပါခေါ်တန်ကိုလုံးမသွားပါဝိညာဉ်တော်မဆာခြင်းနဲ့လွန်ချုံပါရောက်တဲ့ရက်ကလေးပြမအရှိကိုအရှိတိုင်းသုံးပါယေရှုဖျားသခင်မြတ်တာနဲ့နိုင်ယူပါတင်ဘလို့ပုံစံမလို့ချုံရှိတော်လေယေရှုကတင်ကိုအရှိတိုင်းလက်ခံတယ်ရှိတဲ့ရက်ကခေါ်လိုက်ပါတင်ခေါ်တန်ကိုလုံးမသွားပါဝိညာဉ်တော်မဆာခြင်းနဲ့လွန်ချုံပါရောက်တဲ့ရက်ကအရှိကိုအရှိတိုင်းသုံးပါယေရှုဖျားသခင်မြတ်တာနဲ့နိုင်ယူပါရောက်တဲ့ရက်ကလေးပြမအရှိကိုအရှိတိုင်းသုံးပါယေရှုဖျားသခင်မြတ်တာကနိုင်ယူရောက်စီတိုင်းမှာပြည့်စုံကောင်းခြင်းပေးပါစေဟယ်လိုယာกิมตวงเพียตะกินปุยตรงปิวบาซีแล้วပြီးတော့ဒီနေ့ဆီယမဒီမခက်လဲไม่มาเสียเอ็นชิมพี่บิสุราจะทำไม่มาเสียบุไม่มาเสียยาบุขณะนี้ตัวเปลี่ยนปีละตัวเนี่ยตัวเปลี่ยนปีไม่เสียปีแม่ลูกပြီးတော့ဒီနေ့မြန်မာစီစီမှာပထမဆုံးလာပါဝင်တဲ့သူရှင်လက်ထောင်ပြလို့ရမှာမသိဘူး
Okay မတည့်ပြလို့ရမလားတီOkay ဆိုတော့ဖះတာသမီးများကောင်းချီးပါစေလို့သုံးခါကြွကြရအောင်နော်သူတို့ special ပေါ့ဖះသားများကောင်းချီးပေးပါစေဖះသားသမီးများကောင်းချီးပေးပါစေဖះသားသမီးများကောင်းချီးပေးပါစေလို့ Okay ကျွန်တော်တို့ပေါ်မှာဖះသခင်ကောင်းအရင်ကောင်းမြတ်တယ်ဖြစ်တယ်ဒါဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဖះဆံငတ်ချင်းဖះကိုဆံငတ်ချင်းဆိုတာကျွန်တော်တို့ကသူကတနာပြီးတော့ကျွန်တော်တို့တူထီပြီးတော့ကျွန်တော်တို့ရတာဖြစ်တယ်ကျွန်တော်တို့ချူစားပြီးတော့ရတာလည်းမဟုတ်တယ်လို့ကိုတို့ယုံကြည်လို့ယုံကြည်နေတာလည်းမဟုတ်ဘူးဖះကျွန်တော်တို့တူထီတယ်ကျွန်တော်တို့ကိုအစိတ်ဝိနေအကုန်ဖွင့်ပြီးတော့ကျွန်တော်တို့အလကားနဲ့အလကားဆိုပေမဲ့ရီကြီးသူကခန္ဓာကိုသူ့တက်ပြီးတော့ကျွန်တော်တို့ပြီးတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကကျွန်တော်ပြောချင်တာဒီကလူငယ်တွေပေါ့ဒီကလူငယ်မျိုးဆိုတော့အကုန်လုံးပေါ့အဲ့တော့ကျွန်တော်ပြောချင်လဲဆိုတော့ဘုရားသခင်ရဲ့အကြောင်းတွေဘုရားသခင်ကိုနည်းနည်းဒီထက်လေးလေးနည်းနည်းပို့ပြီးတော့စဉ်းစားတွေးခေါ်မယ်ဆိုကျွန်တော်စဉ်းစားရဆိုပို့ပြီးတော့အခုဖြစ်မဲ့ချင်းတယ်ဆိုတော့ကျွန်တော်တို့ကငယ်ကလေးကယုံကြည်သူတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကလေးနဲ့မှုမရှိဘူးကိုကိုချင်းတဲ့အချိန်တော့ကိုကိုပြီးတော့မကိုကိုပြင်းတဲ့ချိန်မကိုကိုတော့ဘူးဆိုတဲ့တဘောနဲ့ကျွန်တော်တို့ကတွားတာဖြစ်တယ်တဘောကကျွန်တော်တို့ကဖះအကြောင်းလေးလေးနဲ့ပို့ပြီးတော့တွေးစဉ်းစားစီချင်တယ်ပြီးတော့ဒီမှာလုံငယ်တွေမြဲတယ်ဆိုတော့ရေးစားတဲ့ကုန်အချိန်မကုန်ပါနဲ့လို့ဒီမှာဆရာတွေပြောတယ်ဆိုရင်သူတို့ကမိမယူပြီးအိမ်ထောင်ကြပြီဆိုတော့နည်းနည်းfeeling မရှိဘူးလေကျွန်တော်ကလုံငယ်ပဲကျွန်တော်လည်းလုံငယ်ဆိုတော့ကျွန်တော်ပြုတ်ချင်တာဖြစ်တယ်ရေးစားတဲ့ကုန်အချိန်မကုန်ပါနဲ့စီပွေးရေးနဲ့ချိန်မကုန်ပါနဲ့လို့လူတိုင်းကဖះမရှိဘာမှမဟုတ်ဘူးကျွန်တော်ပုံပင်တပုတ်ပြုတ်ပြမယ်နော်တခါတော့ကဘယင်တပါရှိတယ်သူကဆက်တိုက်ဖို့တော့တယ်ဆက်တိုက်ဖို့တော့တဲ့လမ်းမှာစိုက်ဖို့တခုတွေ့တယ်အိမ်တခုရဲ့အိမ်ရှိမှာအဲ့မှာစိုက်ဖို့ကပြင်ပကင်းဂျက်ကိုဖိုက်တာပေါ့ဘယ်လိုပြောပြင်ပကင်းဂျက်ကိုတမပေါ့အဲ့လိုမျိုးကြီးထားတယ်သူကအိမ်ထက်ဝင်ပြီးတော့လူတယောက်ထိုင်တယ်တဲ့အဲ့မှာသူတို့ကဂျက်ကိုကစားတယ်ပေါ့အဲ့မှာဘယင်ကျနိုင်တယ်ဟိုဘယင်ကျဘာပြောတယ်ဆိုတော့မင်းပြင်ပကင်းမင်းဒီမှာထောင်ထားတဲ့မင်းဆိုင်ဖို့ပြင်ပကင်းလို့ရေးထားတဲ့ဟာတော့ဖြူလိုက်တော့တဲ့သူကလည်းသူကလည်းโอเคဒါပဲပြောပြီးတော့ဘယင်ကလည်းဆက်တိုက်ဖို့တော့တယ်သူကအောင်မီနဲ့ပေါ့ဆက်တိုက်တာကိုနိုင်ပြီးတော့ဘယင်ပြလာတဲ့ခါမှာအဲ့ဒီဟိုဆိုင်ဖို့မဖြူရသေးဘူးသူကဆိုင်ဖို့ရှိနေတီးတော့ဆိုတော့သူကအိမ်ထက်ကိုပြင်ဝင်တယ်သူတို့ကဘာဖြစ်လို့မဖြူတာလဲဆိုတော့အဲ့ဒီသူကပြင်ပကင်းတမကျွန်တော်ကပြင်ပကင်းပဲလို့ပြောပြီးတော့သူတို့ဒါဆိုတော့တစ်ခါပြင်ဆော့ရအောင်လို့ပြင်ဆော့ပြီးတော့ဘယင်ကနိုင်တယ်အချင်းချင်းကစားပြီးတော့ချင်းချင်းရှုံးတယ်ဘယင်ကအချင်းချင်းကစားပြီးတော့အချင်းချင်းရှုံးတယ်ပေါ့အဲ့မှာဘယင်ကစဉ်းစားလို့မရဘူးကျွန်တော်လာတော့ကကျွန်တော်နိုင်ပြီးတော့အခုဘာဖြစ်လို့ကျွန်တော်ရှုံးနေရတယ်လို့မိတယ်အချိန်မှာပင်ပကင်းကဘာပြောလဲဆိုတော့ဘယင်ကဆက်တိုက်ဖို့တော့တယ်ဆက်တိုက်ဖို့တော့တဲ့ခါမှာကျွန်တော်ကနိုင်တယ်ဆိုဘယင်ဆက်ရတဲ့ကြုံမှုရှိမှာမဟုတ်ဘူးဘယင်ရဲ့ဘယ်လိုပြောရမလဲဘယင်ကတက်ကြုံမှုရှိမှာမဟုတ်ဘူးလန့်ဆမ်းမှာဘယ်လိုလဲဆက်ရတမျိုးကြီးဖြစ်မှာအဲ့လိုမျိုးပြောပြီးတော့သူကပြောတယ်အဲ့ချိန်မှာဘယင်ကနားလေတော့တယ်ပေါ့သူတော်လို့နိုင်တာမဟုတ်ဘူးလို့ဒါကြောင့်အဲ့ဒါကိုဟာကိုယူကြဖို့မစ်ဆရာ
မင်းတို့ကိုကျွန်တော်ဘာပြောချင်လဲဆိုတာမင်းတို့ကိုယူကြကျွန်တော်မပြောတော့ဘူးမစကိုတွေ့နေကိုအဲ့ဒါကြောင့်အခုကဆီမဒီမခဲကိုကျွန်တော်တို့သူနဲ့သူပါရှိမဲ့ဝင်နေတော့ရဆီမဒီမခဲကျူဆိုရအောင်မတည့်ပြီးတော့လက်ခုပ် TV ကြရအောင်ဟယ်လိုအားလုံးထိုင်လို့ရပါပြီဟာလေလုယာလူငယ်တွေရဲ့ကြိုးစားမှုကိုကြည့်တဲ့အခါမှာအယံကိုဂုဏ်ယူပါတယ်ပေါ့နော်ဖျားရှင်ကအရောက်စီတိုင်းဒီနေ့မင်္ဂလာရှိတဲ့ညမှာလဲအတူတကွစကားပြောမယ်လို့ယုံကြည်ပါတယ်worship အဖြစ်တော်၎င်းပေါ့နော်ချီးမွမ်းခြင်းအဖြစ်တော်၎င်းဘယ်နှယောက်ကလွတ်မြောက်ပြီလဲမလွတ်မြောက်သေးဘူးလားဒီနေ့ပေါ့နော်မူးချုပ်နေပြီကျွန်တော်တို့မြန်မာပြည်မှာဆိုတော့ဒီချိန်ကဘယ်သူမှအပြင်မထွက်တော့ဘူးကျွန်တော်တို့အိတ်နေရတဲ့အချိန်မှာဒီမှာအာရပါရရှိခိုးနေရတဲ့အချိန်ဖြစ်တယ်ဖခင်ရဲ့ကျေးဇူးတော်ဖြစ်တယ်ဆိုတော့ပေါ့နော်ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်မကတော့အထူးထူးထွေမြိတ်ဆက်စရာမလိုတော့ဘူးလို့ထင်တာဖြစ်တယ်ပေါ့နော်ခုနချာမင်ကလည်းပြောပြီးပြီအင်ရှင်လို့ပြောတဲ့အတွက်ကြောင့်ဆရာလျံဘွိုးကိုတော့မကြော်ပါစီနဲ့လို့ဒီနေ့ပေါ့နော်ဖခင်ရဲ့ကျေးဇူးတော်ကြောင့်လာတိုင်းမှာကျွန်မအတွက်အချိန်ကိုပေးတဲ့အတွက်ကြောင့်ဖခင်ရဲ့ကျေးဇူးတော်ကိုလည်းချီးမွမ်းသလိုဒီမှာဦးဆောင်လည်းရှိနေတော့တင်ဦးဆရာများပေါ့နော်မိုးတော်ဆောင်ဆရာမများတာဝန်ရှိတဲ့အရောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုပထမဦးဆုံးအနေနဲ့ပြောပြချင်တာဖြစ်ပါတယ်အကြောင်းကျွန်မအနေနဲ့လာတဲ့အချိန်တိုင်းမှာနော်ကျွန်မတရားဟောတော်လို့လည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဘုရားသခင်ကိုချစ်လို့ခေါ်ဖိတ်ကြတာဖြစ်တဲ့ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့ရောက်ရှိလာတဲ့အရောက်စီတိုင်းပေါ့နော်ခုနချာမင်ကပြောသလိုလူငယ်ပူများတာဖြစ်တဲ့အတွက်ကြောင့်ဘုရားရှင်ကရောက်ရှိလာတဲ့လူကြီးတွေရောလူငယ်တွေရောအရောက်စီတိုင်းပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေကျွန်မဒီဇက်စီရဲ့အသင်းတော်ကိုလာတိုင်းမှာဝင်ထွက်သွားလာတာဖြစ်တယ်ကျွန်မနှုတ်ကပတ်တော်အချိန်မရရင်တော့မှပေါ့နော်ဒီစနေနေ့စုတောင်းချင်းကိုပေါ့နော်တကယ်စာငတ်တာဖြစ်တယ်ကျွန်မစနေနေ့ကိုအချိန်ပြည့်ရင်တော့မှကျွန်မလက်မခံခဲ့ဘဲနဲ့ဒီမလေးရှားကိုရောက်တယ်ဆိုတော့စနေနေ့စုတောင်းအချိန်ကိုပေါ့နော်ဒီနေရာမှာအမေရန်ပါဝင်လက်ရှိတယ်ဆိုတော့ကျွန်မပါဝင်တဲ့အချိန်မှာဒီလူငယ်တွေတော့မတွေ့ဘူးပေါ့နော်အလုပ်လုပ်ကြတယ်ဆိုတော့ဒါမဲ့အကယ်၍အလုံးမလုံးဘဲနဲ့အိမ်မှာနိုင်ရက်ဆိုပြီးမှခုနချာမင်ကလည်းအများကြီးပြောနေပြီနော်အိမ်မှာဇင်ခံပြီးမှအိမ်နေတယ်ဆိုရင်နော်ဒီနေရာရဲ့စနေနေ့တိုင်းကစုတောင်းချီရဲ့မျက်မှောက်တော်ခံစားတဲ့အရာကိုပေါ့နော်ဒီမှာရှိနေတဲ့လူငယ်များကိုလည်းခံစားစီချင်ပါတယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့အဝေးကနေလာတဲ့လူတွေတောင်မှဒီနေရာမှာပါဝင်ပြီးမှမျက်မှောက်တော်ကိုတကယ်ပဲခံစားရတာဖြစ်တယ်ဒီနေရာမှာမျက်မှောက်တော်ခံစားရတာမကပဲဒီနေရာရဲ့လှုပ်ရှားမှုတွေအားလုံးကိုပေါ့နော်ခင်ဗျားတို့မပါဝင်ဘူးဆိုတော့အဲ့ဘိတ်တိတ်ဒီအားလုံးကျွန်မမြန်မာပြည်ကိုတည်သွားမှာဖြစ်တယ်ဟာလေလုယာလူယူဖို့မကြိုက်ဘူးဆိုရင်တော့လာကြပါလို့အားပေးချင်တာဖြစ်ပါလေဘာကြောင့်လဲဆိုရင်တကယ်ပဲဝိညာဉ်တော်ရဲ့လှုပ်ရှားမှုကိုခံစားတယ်ကျွန်မလာတိုင်းမှာဒီတစ်ခါပဲဖြစ်မယ်လို့ထင်ရပေမဲ့လာတိုင်းမှာကျွန်မမျက်မှောက်တော်ကိုတကယ်ခံစားတာဖြစ်တယ်ပေါ့နော်အားကြောင့်လူငယ်တွေရောအမျိုးသမီးတွေရဲ့တာဝန်ကြီးလည်းမဟုတ်ဘူးပေါ့နော်ဖះเจ้าသွားတာတွေကဆုတောင်းတောက်ကြနေ့ဆုတောင်းသွားတာတို့ဘာတို့ကအမျိုးသမီးအိမ်မှာခလီထိန်တဲ့အဖွဲတွေရဲ့တာဝန်မဟုတ်ပါဘူးလို့ပြောချင်တာဖြစ်တယ်ပေါ့နော်ကိုယ်တိုင်ပါဝင်ကြည့်ပါတကယ်မျက်မှောက်တော်ခံစားပြီးမှထူချမှုပေါ့နော်ရှိမှဖြစ်ပါတယ်တကယ်ဒီနေ့လဲမင်္ဂလာရှိတဲ့ညမှာတကယ်လဲခွန်အားရတာဖြစ်ပါတယ်ပေါ့နော်ဒီနေ့ကျမတို့
တော်လို့တတ်လို့မဟုတ်ဘူးနော်ကျမတို့ရဲ့အထဲမှာရှိနေတဲ့ဝိညာဉ်တော်ရဲ့ဖွင့်ပြတဲ့အရာတွေအပြင်ကျမတို့တက်တည်ခံရတာဖြစ်တယ်ဥဆောင်နေရတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့ဗမာစကားကျွန်တော်ပြောတဲ့ဟာဒီကျမပြောတဲ့ဟာဒီကအတန်မပီလို့မပြောတတ်လို့ဆိုတဲ့အရာမဟုတ်ဘဲနဲ့ကြိုးစားခြင်းတဲ့လူတယောက်ကနော်တနေ့ကျရဲ့အောင်မြင်နဲ့အောင်မြင်ရမယ့်သူဖြစ်တယ်ဆိုတာကိုလည်းပြောပြချင်တာဖြစ်ပါတယ်အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေဆိုတော့ကြည်ရတာဘသူမှအိမ်မငိုက်ဘူးနော်10နာရီလဲခွဲနေပြီဒါပေမဲ့တနာရီမှမဆလို့တော်သေးတာပေါ့နော်ကျွန်မတခါမလေးရှားကိုလာတဲ့အချိန်မှာတနာရီ7နာရီလောက်မှာဖျားရှိခိုးတနေရာမှာပြီးမှအိမ်ပြန်ရမယ်ထင်တာမဟုတ်သေးဘူးတနာရီမှာဝတ်ပြုအစီအစဉ်ရှိတယ်ဆိုကျွန်မလည်းဂုံကုတ်တယ်တနာရီမှာဝတ်ပြုအစီအစဉ်ရှိတယ်ဆိုတာဟုတ်ပါမလားလို့သွားတဲ့အခါမှာကျွန်မတို့ကားလည်းလမ်းကိုမာပြီးမှပေါ့နော်တနာရီကျော်မှာအဲ့နေရာကိုရောက်တဲ့အခါမှာလူအပြည့်ရှိတာတွေ့တော့လောမလေးရှားလူတွေကဘယ်ချိန်အိတ်တာလဲပေါ့နော်တကယ်အံ့ဩတာဖြစ်တယ်ဒါပေမဲ့ကျွန်မတို့မြန်မာပြလာတဲ့လူတွေ6နာရီ9နာရီလောက်ဆိုရင်နောက်ကျောတအားနာနေပြီအင်ရှင်တရားဟောက်တုံးဆိုတော့ပေါ့နော်ကျွန်မတို့စောင့်နေရတာဖြစ်တယ်ပေါ့နော်အခုတော့ကျွန်မလည်းတော်အကျင့်ပါလာပြီပေါ့နော်သူပဲစီစုတင်တယ်ဆိုတော့ဒီကနေ့ပေါ့နော်ကျွန်မတို့ဝိညာဉ်တော်အဖြစ်စကားပြောမှာဖြစ်တယ်ဒီနေ့အလ္လာဟ်နဲ့အပြန်မတူတဲ့ကောင်းချီးမင်္ဂလာဒီနေ့ကျွန်မတို့တယောက်ကမေးတယ်ပေါ့နော်တယောက်ကမေးတော့မြန်မာပြည်အခြေအနေကဘယ်လိုလဲဆိုတော့မြင်တဲ့အတိုင်းသိတဲ့အတိုင်းပါပဲမလေးရှားနိုင်ငံမှာလည်းဒီချိန်မှာဖန်စီတွေမြောက်များစွာအများပြားရှိတဲ့အထဲမှာပေါ့နော်ဒီလောက်မြောက်များစွာတော့လူဒီစာငတ်ပြီးမှရောက်ရှိလာတဲ့အတွက်ကြောင့်ပေါ့နော်ဖယားတခင်ကသင်တို့ရဲ့စာငတ်မှုပေါ်မှာတကယ်စကားပြောမယ်တော့ယုံကြည်တာဖြစ်ပါတယ်အကြောင်းပြီးနာလူ3-4 ယောက်လောက်ကိုပြောမယ်တင်းအတွက်ဒီနေ့နှုတ်ကပတ်တော်ရှိတယ်နော်တို့နော်နှုတ်ကပတ်တော်ဟုတ်ပြီနှုတ်ကပတ်တော်ကတင်းကိုစကားပြောပါစေလို့ထပ်ပြောရအောင်ဟုတ်ပြီကျေးဇူးတင်ပါတယ်ခုနဟာမျက်နာတွေကပူချောလာကြတာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနေ့မုန်တိုင်းကြားဖို့တဲ့လူရှိလားမုန်တိုင်းဆိုတာဘာကြီးလဲမုန်တိုင်းပဲပေါ့နော်မုန်တိုင်းဆိုတာမုန်တိုင်းပဲလီမုန်တိုင်းရှိတယ်နော်လီမုန်တိုင်းဒီရှိတယ်ကျမတို့ရဲ့ဘဝမှာလုံးဝအခက်ခဲမကြုံဖူးပါဘူးဆိုတဲ့လူရှိလားမရှိပါဘူးနော်ဒီကခလေးလေးတွေကလည်းသူတို့ရဲ့အခက်ခဲနဲ့သူတို့လည်းရှိတယ်ပေါ့နော်ကျမတို့လည်းအရွယ်ကြီးတယ်လို့ပေါ့နော်ခုနချာမင်ပြောတယ်လို့ရေစာရှိတဲ့လူတွေလည်းတရုတ်ခပဲမဟုတ်ဘူးလားတစ်ချိန်လုံး Facebook ဖွင့်လိုက်ပြီဆိုရင်သူ့ရဲ့မဲစိတ်များကြံခဲ့သလားနော်စာရေးထားတာမဲစိတ်မကြံခဲ့ရင်တော့မှဒီကောင်မဘာလုပ်တာလဲငါစာကိုမတွေ့ဘူးလားဆိုတာပေါ့နော်မဲစိတ်ရေးထားတယ်နော်3 ရက်လောက်မကြည့်ဘူးဆိုရင်တော့အဲ့လိုလဲဆက်ပြီးမှစကားပြောဖို့မကြိုးစားနဲ့တကယ်လို့အဲ့လိုကိုတစ်ဖက်သက်ဖြစ်တယ်ဆိုရင်တော့မုန်တိုင်းကြီးကလာမှာဖြစ်တယ်နော်အဲကြောင့်ဒီကနေ့ကျမတို့ခေါင်းစဉ်အနေနဲ့မုန်တိုင်းကိုအန်တုလျှောက်လန်းခြင်းနော်မုန်တိုင်းကိုဘလူအန်တုပြီးမှဘလူကြော်ဖြတ်ရမယ်ဘလူလျှောက်လန်းရမလဲဆိုတဲ့ခေါင်းစဉ်နဲ့ကျမတို့အတူတကွစင်ချင်ဘူးရအတွက်ရွေးချယ်ထားတာဖြစ်ပါတယ်ဓမ္မရာဇဝင်ပထမစာဆောင်ဓမ္မရာဇဝင်ပထမစာဆောင်ဖြစ်ပါတယ်ကျွန်မအသင်းတော်မှာမီးလေးရှိပါတယ်ဓမ္မရာဇဝင်ကဓမ္မ1ထဲမှာဟုတ်တယ်နော်ဟုတ်လားဟုတ်ပါတယ်အဲ့ဒါဆိုရင်တည်တယ်ဆိုရင်ဓမ္မရာဇဝင်ပထမစာဆောင်အခန်းကြီး16ကိုအရင်ဆုံးဖတ်ရအောင်နော်အခန်းကြီး16အပိုင်းငယ်9ပြောတာဖြစ်ပါတယ်
16အပိုက်ငယ်9 sorry ထူပြီးလို့ရရင်ထူပြီးကြည်ပါလို့တွေ့ကြပြီလားတွေ့တယ်ဆိုရင်ဘာပြောတာလဲထာဝရဘုရားကသူဤမျက်နာသူဤအရက်ကိုမကြည့်မရှုနဲ့သူကိုငါပယ်ပြီးထာဝရဘုရားဒီလူမြင်တကယ်တော့မြင်တော်မူဒီမဟုတ်လူဒီအစင်းတရံကိုကြည့်ရှုတတ်၏ထာဝရဘုရားမူကနှလုံးကိုကြည့်ရှုတတ်သည်ဟုရှမွေလအားမိန့်တော်မူ၏ဒီအကြောင်းကိုဘာဖြစ်မယ်လို့ထင်လဲသိတဲ့လူရှိလားဘသူအကြောင်းလဲမသိဘူးနော်ဒါဝိမင်းကြီးဒါဝိကိုရှမွေလအားဖြင့်ပေါ့နော်prophet ရှမွေလအားဖြင့်နော်ယေဆဲရဲ့သားဖြစ်တဲ့သားသမီးတွေကိုဘုရားသခင်ကဗိတ်သိက်စီလိန်ဘူးရှင်ဘရင်ရွေးဖို့ရအတွက်ပေါ့နော်ရှမွေလကိုစီခိုင်းတာဖြစ်တယ်ယေဆဲရဲ့သားကဘယ်နှယောက်ရှိလဲသိလား10 ယောက်ရှိတယ်နော်10 ယောက်ထဲမှာခုနကျမ်းစာဖတ်တဲ့အခါမှာဗာပြောလဲဆိုရင်ထာဝရဘုရားကသူဤမျက်နာသူဤအရက်ကိုမကြည့်မရှုနဲ့သူ့ကိုငါပယ်ပြီးထာဝရဘုရားဒီလူမြင်တကယ်တော့မြင်တော်မူဒီမဟုတ်လူဒီအစင်းတရံကိုကြည့်ရှုတတ်၏ထာဝရဘုရားမူကနှလုံးကိုကြည့်ရှုတတ်တယ်ဟုရှမွေလအားမိန့်တော်မူ၏နော်ဒီကျမ်းစာကိုကြည့်တဲ့အခါမှာနော်ယေဆဲရှမွေလကလည်းလူဖြစ်တဲ့အတွက်ကြောင့်လူရဲ့အစင်းတရံယေဆဲကလည်းသူတို့ရဲ့ဖခင်ကလည်းအရက်ထောင်မောင်းရှိတဲ့လူဒီသူ့ရဲ့သားဒီတယောက်ပြီးတယောက်ပြတာဖြစ်တယ်တယောက်ပြီးတယောက်ပြတယ်9 ရက်မြောက်အထိပြတဲ့အခါမှာထာဝရဘုရားကဘာပြောလဲဒီဟာလားလို့ရှမွေလကဘုရားကိုမေးတဲ့အခါမဟုတ်သေးဘူးလို့ပြောတာဖြစ်တယ်နော်ဒါပြီးမဲ့ရှမွေလကဘာပြောလဲတင့်မှာသားသမီးတွေရှိသေးလားလို့မေးတဲ့အခါမှာယေရှဲသူရဲ့ဖခင်ကဘာပြောလဲနော်တော်ထဲမှာဘာလုပ်တဲ့လူလဲတူးထိန်တဲ့သူတယောက်အငယ်ဆုံးလေးဖြစ်တဲ့ဘသူလဲဒါဝိနော်ဒါဝိရှိပါတယ်လို့ပြောတဲ့အခါမှာသူ့ကိုခေါ်ပါလို့ပြောတာဖြစ်တယ်သူ့ကိုခေါ်ပြီးမှဒီပွဲကိုပေါ့နော်ဒီစီလိန်တဲ့ဗိတ်သိက်ပွဲကိုသူမရောက်မချင်းမလုပ်ဘူးမဆောင်ရွက်ဘူးပေါ့နော်သူ့ကိုစောင်းတာဖြစ်တယ်ဒါဝိရောက်လာတဲ့အခါမှာဒါဝိကိုဘာလို့လဲရှမွေလကဗိတ်သိက်စီပေးတာဖြစ်တယ်အဲ့ဒီအချက်ကိုကြည့်တဲ့အခါမှာဒါဝိရဲ့ဘဝအတ္တမှာအခုဒီကျမ်းချက်ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာသူကမိသားစုထဲမှာလဲအပေခံတဲ့လူတယောက်ဖြစ်တယ်နော်အရက်အမောင်းလေးတွေသူကျမ်းစာကိုဆက်ဖတ်တဲ့အခါမှာတော့အစင်းတရံလာတယ်တဲ့စပင်ကပါရောင်လေးလေအနီရောင်လေးနော်ချစ်စရာကောင်းတဲ့သူတယောက်ဖြစ်တယ်နော်ဆိုတော့အခန်းအပိုင်ငယ်7ကိုလည်းဆက်ဖတ်ရအောင်နော်တင်၌တားမရှိပြီလို့ဟုယေဆဲအားမိလျင်ယေဆဲကအငယ်ဆုံးသောသားရှိပါသည်သူတို့ကိုထိန်းချောင်းလျက်နေပါသည်ပြောဆိုတော့ရှမွေလကသူ့ကိုခေါ်စီခြင်းကလူကိုစီလွတ်ပါသူမရောက်မီပွဲတို့ဝင်၍မထိုင်ရဟုဆိုဒီအတိုင်းစီလွတ်၍သူတို့ကိုခေါ်ခဲ့၏သူဒီနေတော်စပင်ရှိ၏လာတော်အစင်းနဲ့ချစ်ဖွယ်တော်မျက်နာလည်းရှိ၏ထာဝရဘုရားကဤသူပေသည်ထ၍ဗိတ်သိက်ပြီးလို့ဟုမိန့်တော်မူ၏ရှမွေလဒီလည်းစီဘူးကိုယူ၍သူ၏အကိုမှသူ့ကိုဗိတ်သိက်ပြီးလေ၏ထိုနေ့မှစ၍ထာဝရဘုရား၏ဝိညာဉ်တော်သည်ဒါဝိအပေါ်မှာတက်ရောက်လေ၏ရှမွေလသည်လည်းထ၍
ယာမမြို့တို့ပြန်သွား၏ဟာလေလုယာဒီကနေ့သူရဲ့အသက်တာမှာဒါဝိဒ်ကငယ်တဲ့အချိန်ကနေစပြီးမှသူကဘသူနဲ့အမေရန်အဆက်တွေလုပ်တယ်ဆိုရင်အသက်ရှင်တဲ့ထာဝရဘုရားကိုအမေရန်ကိုးကွယ်တဲ့သူဖြစ်တယ်သူကဘယ်အရာဘယ်အခက်ခဲသူထိန်နေရနေလေပေါ့နော်သူကသူဒီကိုအမေရန်ကွယ်ကပေးတဲ့သူဖြစ်တယ်လူအနေနဲ့လူဒီကငင်းပယ်တယ်သူရဲ့မိသားစုဒီကငင်းပယ်တယ်သူရဲ့ဘဝမှာပေါ့နော်ရှင်ဘယံဘောအဖြစ်ဘိတ်သိက်ခံရမယ့်အချိန်မှာတော့အမိခံရတော့သူဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူကအသက်ရှင်တဲ့ထာဝရဘုရားကိုအမေရန်ကူးကွယ်တဲ့ဖယားဖြစ်တယ်သူအကိုရီးယားဘလောက်ပဲအရက်ထောင်မောင်းဖြစ်ပလေးစီပညာတတ်ကြီးဖြစ်ပလေးစီပညာတတ်တာအပေါ်ယံကိုကြည့်တဲ့ဖယားမဟုတ်ဘူးကျွန်မတို့ရဲ့အတွင်းနှလုံးသားကိုကြည့်တဲ့ဖယားဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ဒီနေ့ကိုရှိတဲ့နေရာမှာကိုလှုပ်တဲ့နေရာမှာလူဒီရဲ့အပေခန္ဓာလည်းဖြစ်မယ်လူဒီကကုကယူမဆိုင်တော့ဘူးအပေခံနေရတယ်ဒီလူကအတုံးမချတဲ့လူဖြစ်တယ်စုပြီးမှနော်အပစ်ပေခံရတဲ့လူဖြစ်ရင်တောင်မှတင်နဲ့ဖယားတခင်နဲ့အမေရန်ဒါဝိဒ်လူပဲအမေရန်အချိန်ဆက်လှုပ်တဲ့သူဖြစ်တယ်ဆိုရင်ဖယားတခင်ကတနည်းတင်းကိုဒါဝိဒ်ကဲ့သို့မှတ်တမ်းတင်ပြီးမှတင်းရဲ့အပေါ်မှာသူရဲ့ဘိတ်သိက်တကူများစီစဉ်စီမှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ဒီကနေ့ကျမတို့ဘဝထဲမှာတခါတလေကျမတို့မုန်တိုင်းငယ်လေးတွေမုန်တိုင်းကြီးတွေဒုက္ခတွေပြဿနာတွေကြုံတွေ့တတ်ကြတာဖြစ်တယ်လူသားတွေဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့အဲ့ဒီကြုံတွေ့နေတဲ့အချိန်တိုင်းမှာကျမတို့ကရှောင်ဖို့ထွက်ပေးဖို့နော်ငင်းပယ်ဖို့အဲ့လိုမျိုးပဲစဉ်းစားနေတာဖြစ်တယ်တင်ဘဝမှာအခက်ခဲဆုံးအချိန်ရှိနေတဲ့အခါမှာလဲအသက်ရှင်တဲ့ထာဝရဘုရားကိုကိုးစားပါခုနပြောတဲ့အတိုင်းပဲပေါ့နော်တင်ရဲ့အချစ်ဆုံးတငယ်ချင်းပဲဖြစ်ပေါ့နော်တငယ်ချင်းအားကိုးရတဲ့တိုင်ပင်ဖက်ဖြစ်တယ်နော်အိုးဘာပဲဖြစ်အိုးငါရဲ့အကောင်းဆုံးတော့မိတ်ဆွေဖြစ်တယ်လို့ထင်နေတဲ့လူတွေတောင်မှနော်ကိုယ့်ရဲ့အခက်ခဲပြဿနာတစ်ခုခုပြောတဲ့အခါမှာသူတို့ကဘာအဲ့ဒါနင့်အပိုက်လေအဲ့ဒါနင့်ကိစ္စလေနင့်ပြဿနာလေလို့ပြောရင်ကျမတို့ဝမ်းမြောက်လာတငယ်ချင်းတယောက်ဖြစ်ပြီးမှကျမတို့ဒီလောက်ချစ်ခင်ပြီးမှနော်တယောက်ရဲ့အခက်ခဲကိုတယောက်ကဒီလောက်ပြီးမှကူညီတယ်ကျွန်တော်ရဲ့အခက်ခဲကိုပြောတဲ့အခါမှာအဲ့ဒါနင့်ကိစ္စလေ तू ကဒုက္ခရောက်နေလို့တိုင်ပင်နေတဲ့အခါမှာတိုင်ပင်လို့မရဘူးနော်ငင်းပယ်ခံရပေမဲ့ဒီနေ့ကျမတို့အသက်ရှင်တဲ့ထာဝရဘုရားကဘလောက်မုန်တိုင်းဒုက္ခရောက်နေပလေစီတင်းအနာမှာအမေရာအတူရှိပြီးတဲ့ဖယားတခင်ဖြစ်တယ်ဟာလေလုယာအဲ့ဒီဖယားတခင်ကိုလက်ခုပ်တီးခြင်းအပြင်ကိုပြုကြရအောင်ဟာလေလုယာနံပါတ်1ချက်အနေနဲ့ကျမတို့ဒိုင်ယေလအကြောင်းကိုအနည်းငယ်ပြောချင်တာဖြစ်တယ်ဒိုင်ယေလမှာတငယ်ချင်းဘယ်နှယောက်ရှိလဲ3ယောက်ရှိတယ်နာမည်သိလားမသိပါဘူးနော်မြန်မာလူမသိဘူးမလားသိပါတယ်နော်ဗာလဲရှရာမရှာအဘေဒနဂိုနော်သူတို့တငယ်ချင်း3ယောက်အကြောင်းကိုဒီကနေ့အနည်းငယ်ပြောရအောင်နော်ဒိုင်ယေလအခန်းကြီး3အပိုက်ငယ်4ကနေစရအောင်နော်ထိုအခါတန်တော်စင်တယောက်ကအတီးတီးအခြားခြားသောဘာသာစကားကိုပြောသောလူအမျိုးမျိုးတို့တဘူးခရာဆောင်ပလွယ်တယောပတ္တာစစီသောသူရိယာမျိုးတိမုတ်ချင်းအတန်ကိုကြားသောအခါနေဘုခနေစာမင်းကြီးတည်ထားတော်မူသောရွှေရုပ်တုကိုပြက်ဝက်ကူးကွယ်ရကြမည်မပြက်ဝဲမကူးကွယ်ဘဲနေတော်သူမိဒီကိုမီးလောင်လျက်ရှိတော်မီးပူထဲတော်ချပစ်စီဟုမိန်တော်မူရှိသည်ဟုဟစ်ကြော်ကြ၏ထို့ကြောင့်လူအပေါင်းတို့သည်တဘိုးခရာဆောင်ပလွယ်တယောပတ္တာအစရှိသောသူရိယာမျိုးတီးမုတ်ချင်းအတန်ကိုကြားတော့အခါအတီးတီးအခြားခြားသောဘာသာစကားကိုပြောတော့လူအမျိုးမျိုးပေါင်းတို့သည်ပြက်ဝဲ၍နေဘုခနေစာမင်းကြီးတည်ထားတော်ဆွေရုပ်တုကို
ကိုယ်ွယ်ကြဤခဏလေးရကြရအောင်ဒီဟာကိုကြည့်တဲ့အခါမှာဘသူကဆွေရုပ်သူကိုလှုပ်တာလေနေဘုခနေဇာမင်းကြီးဖြစ်တယ်နော်ဒီကနေ့ဒီမှာဒီနိုင်ငံမှာရှိနေတဲ့ရှင်ဘရင်ကနော်မနေ့ရတောင်မှသူ့ရဲ့မွေးနေ့တောင်မှတနိုင်ငံလုံးကယုံပိတ်ရတာမလားအလုတ်ပိတ်ရတာအလုတ်ပိတ်ကြတာဖြစ်တယ်ဆိုတော့ဒီနေ့အဲ့လိုငါရဲ့မွေးနေ့ဖြစ်တယ်ဒီမှာပီတူပီသားဒီအားလုံးကဒီနေ့တော့ကျွန်တော်မွေးနေ့ဘယင်ဖြစ်တဲ့အတွက်ကြောင့်အမိန့်တစ်ခုနဲ့ပေါ့နော်တနိုင်ငံလုံးကနားရတာဖြစ်တယ်အထူးနေ့သူဆိုပဲဒီနေ့နေဘုခနေစာမင်းကြီးကသူကရွှေရုပ်သူ့လေးကိုလှုပ်ထားတာဖြစ်တယ်အဲ့ရွှေရုပ်သူရှိမှသူ့ရဲ့အမျိုးမျိုးအနေနဲ့လူအမျိုးမျိုးနော်ဘာသာအမျိုးမျိုးရှိတဲ့လူအားလုံးကသူ့ရဲ့ရုပ်တုရှိမှကူးကွယ်ရမယ်ဆိုတဲ့ဘယင်အမိန့်ကြီးဖြစ်တယ်ဒီကနေ့ကျမတို့အားလုံးဒီအစိုးရကအမိန့်ရှိပြီးမှဘယင်ကနော်မကူးကွယ်ရဒီဖယားတခင်နော်အသက်ရှင်တဲ့ဖယားကိုမကူးကွယ်ရလို့ပြောတယ်ကူးကွယ်တော့လူအားလုံးကိုတတ်မယ်ဘာပဲဖြစ်ဒဏ်ခတ်မယ်လာတဲ့အခါမှာတွေ့တဲ့လူကိုအပြစ်ပြီးမယ်ဆိုရင်ဒီကနေ့တယောက်မှလာမှာမဟုတ်ဘူးလို့ကျွန်မယုံကြည်တယ်ဟုတ်တယ်နော်ကျွန်မတို့တခုအခုတော့မှဖန်စီများတယ်လမ်းကြောင်းရှိတယ်ဆိုပြီးမှအိမ်ထဲမှာအိတ်ရင်းနဲ့နားထောင်တဲ့လူလည်းရှိမှာပေါ့နော်လိုင်းပေါ်မှာသူတို့တော်တော် easy ပေါ့မဟုတ်ဘူးလားဒါပြီးမဲ့ကျွန်မတို့ဒီနေ့ကြည့်ဖို့ကကျမတို့ရဲ့ယုံကြည်တဲ့အရာကဘာလဲဆိုတာပေါ့နော်သူတို့အတွက်နော်အဆက်ဖက်ရအောင်ကျွန်မတို့အတူတကွဆက်ဖက်ရအောင်စနစ်ကနေဆက်ဖက်ရအောင်နော်အရှင်မင်းကြီးကိုတော်သည်ဘာဗလုန်နိုင်ငံတွင်ဝင်အရာ၌ခန့်ထားတော်မူသောယူဒလူရှာဒရက်မေရှက်အဘေဒနီဂိုအမည်ရှိသောသူတို့သည်အာနာတော်ကိုပမာဏမပြုပါကိုတော်၏ဖယားတို့ကိုမဝတ်ပြုပါတီထားတော်မူသောရွှေရုပ်တုကိုလည်းမကူးကွယ်ပါဟုရှုရလူတို့ကိုအပြစ်တင်၍လျှောက်ထား၏ထိုအခါနေဘုခနေဇာမင်းကြီးသည်ဘင်းစွာအမျက်ထွက်၍ရှရန်မေရှက်အဘေဒနဂိုတို့ကိုခေါ်ချီ၍မိန်တော်မူသည့်အတိုင်းသူတို့ဒီအထံတော်တို့ရောက်လျင်ဟဲ့ရှရန်မေရှက်အဘေဒနဂိုတို့ငါ၏ဘုရားကိုဝတ်မပြုလို့ငါတီထားသောရွှေရုပ်တုကိုမကူးကွယ်လို့ယခုတွင်တပူသူရိယငါလို့တော့ရွှေရုပ်တုကိုပြဲဝဲကူးကွယ်အံ့ငါတင်းနိကြတော့မဟုတ်လေမီးလောင်လျက်ရှိတော့မီးဖို့ထဲတို့ချစ်ချင်းချပင်မီငါဤလက်မကဲလွတ်နိုင်တော့ဖယားကအကဲရှိနေဟုမိန်တော်ခဏလေးရနာကြရအောင်ဒီမှာကြည့်တဲ့အခါမှာနော်သူတို့ကကူးကွယ်လာအရှင်မင်းကြီးကိုတော့ဘာဘီလုန်နိုင်ငံတွင်တဲ့ဝင်အရာရှိတွေဖြစ်တယ်ပေါ့နော်သူတို့ဒီကဝင်အရာရှိကြီးတွေဖြစ်တယ်ဒါပေမဲ့ရှင်ဘရင်ကအဲ့ဒီအတန်ကိုကြားတဲ့အခါမှာသူတို့မကူးကွယ်ဘူးဒီယူဒလူတွေကမကူးကွယ်ဘူးလို့ပြောတဲ့အခါမှာရှင်ဘရင်ကတစိမ့်ထုထားပြီးမှအမိန့်ထုတ်ထားတဲ့အရာတစ်ခုကိုလွန်ဆန်တဲ့လူတွေပေါ်မှာအရန်ဒေါသထွက်ပြီးမှစိတ်ရှိုးနေတာဖြစ်တယ်ကျမတို့ဒီလေအကယ်၍ဒီလူမျိုးလောက်ခဲ့တယ်ဆိုရင်ကျမတို့လည်းစိတ်ဆိုးခဲ့မှာဖြစ်တယ်နော်စိတ်ဆိုးတယ်နောက်ဆုံးဘယင်က chance ပေးထားသေးတယ်နော်ဘာပြောထားလဲယခုတွင်တပူးခရိုင်ဆောင်းပလွယ်တယောပတ်တာအဆရှိသောသူရိယာမျိုးတီမုတ်ချင်းအတန်ကိုကြားတော့အခါငါလို့တော့ရွှေရုပ်တုကိုပြက်ဝက်ကိုးကွယ်တော့ငါအသင့်နေကြတို့မဟုတ်လေမီးလောင်လျက်ရှိတော့မီးဖို့ထဲတို့ချစ်ချင်းချပစ်မီငါဤလက်မကဲလွတ်နိုင်တော့ဖယားကအဘေဖယားရှိတနည်းဟုမိန်တော်မူ၏နော်ငါကလွယ်လို့ဒီရုပ်တုရှိမှာက
မကူးကွယ်ရင်ဒီမီးလောင်လက်ရှိတဲ့မီးအိုင်ထဲကနေကယ်လွတ်နိုင်မဲ့သူကဘသူရှိသေးလေငါဘယင်ကလွယ်လို့တင်တို့ကိုကယ်တင်နိုင်မဲ့ဖယားမရှိဘူးလို့ဘယင်ကလည်းစိန်ခေါ်ခဲ့တာဖြစ်တယ်ဒီနေ့ဆက်ဖတ်ရအောင်နော်ဆက်ဖတ်ရအောင်ဆက်ခွန်ကိုဆက်ဖတ်ရအောင်အကျွန်ုပ်တို့ကူးကွယ်တော်ဖယားသခင်သည်မီးလောင်လျက်ရှိတော်မီးပူတဲ့ကအကျွန်ုပ်တို့ကိုကယ်လွတ်နိုင်တော်မူ၏ကိုတော်ဤလက်မှလည်းကယ်လွတ်တော်မူလိမ့်မည်သူတို့ကယ်လွတ်တော်မမူတော်လေအရှင်မင်းကြီးကိုတော်ဤဘုရားတို့ကိုအကျွန်ုပ်တို့သည်ဝတ်မပြုပါတည်ထားတော်မူသောရွှေရုပ်တုကိုလည်းမကူးကွယ်ပါဟုပြန်လျှောက်ကြ၏ဟာလေလုယာကျွန်မအယံခုံအားရတာကျွန်တော်တို့ကူးကွယ်တော်ဖယားသခင်သည်မီးလောင်လျက်ရှိတော်မီးပူတဲ့ကအကျွန်ုပ်တို့ကိုကယ်လွတ်နိုင်တော်မူ၏ကိုတော်ဤလက်မှလည်းကယ်လွတ်တော်မူလိမ့်မည်သူတို့ကယ်လွတ်တော်မမူတော်လေအစဉ်မင်းကြီးကိုတော်ဤဖယားတို့ကိုအကျွန်ုပ်တို့သည်ဝတ်မပြုတ်ပါတည်ထားတော်မူသောရွှေရုပ်တုကိုလည်းမကူးကွယ်ပါဟုပြန်လျှောက်ကြ၏ကျမတို့ဒီရောပြောရဲမလားအမလေးဟုတ်ကဲ့မဟုတ်ဘူးလားဟုတ်ကဲ့ပါဘယ်နည်းကူထကူးကွယ်မှလဲလာခဲ့မယ်ပြောမဲ့လူတွေကြီးဖြစ်တယ်ဟုတ်တယ်နော်ဒီနေ့ကျမတို့ယုံကြည်လာတဲ့အခါမှာဒီနေရာမှာအခုသူတို့ဒီဒိုင်လာတို့တငယ်ချင်း3ယောက်ရဲ့တွေ့ကြုံခဲ့တဲ့မုံတိုင်းကြီးတာကျမတို့ရဲ့အရှိမာတာနော်အဲ့မှာကိုယ့်ရဲ့မျက်စိထဲမှာမြင်အောင်ကြည့်ပြီးမှအဲ့ဒီလူ3ယောက်လောက်လူသိန်းနဲ့ချီတန်းနဲ့ချီပြီးမှလူဒီရဲ့ရှိမာဘရဲ့ရှိမာတော့မှဒီလူငါတို့ကူးကွယ်တဲ့ဖယားကမကဲရင်တောင်မှနော်ရွှေရုပ်တုရှိမာလုံးဝမကူးကွယ်ပါဘူးလို့ပြောရမဲ့လူရှိလားဟယ်လိုမရှိပါဘူးနော်ဒီကနေ့ဒီမှာခွန်အားပေးခြင်းတယ်ဒီနေ့ကျမတို့ရဲ့ယုံကြည်ခြင်းဒီနေ့သင်ကယုံကြည်ခြင်းမဖယားသခင်ရဲ့နှုတ်ကပတ်တော်ထဲမှာဘယ်သူကမှမကယ်တင်ရင်တော့မှကျွန်တော်ကိုကယ်တင်တဲ့အသက်ရှင်တဲ့ထာဝရဖယားကိုပဲကူးကွယ်မယ်လို့သင်ဆုံးဖြတ်ချက်ချတဲ့အခါမှာဘယ်အရာကမှဘယ်မုံတိုင်းကမှသင်ကိုတိုက်ခိုက်နိုင်မှာမဟုတ်ဘူးကျမတို့ကမယုံကြည်သူတွေကကျွန်တော်တို့ကူးကွယ်တဲ့ဖယားအတူပဲလေကျွန်တော်တို့ကူးကွယ်တဲ့ဖယားလဲကောင်းမြတ်တဲ့ဖယားပဲလေဟုတ်ကဲ့အတူပဲ no လုံးဝမတူဘူးเนาะဒီကနေ့ကျမတို့ကူးကွယ်တဲ့အသက်ရှင်တဲ့ထာဝရဖယားကဒီကလူတွေကအသက်ကိုစွန့်အသက်ခံရင်တောင်မှပါလေရှိသူရဲတဲ့အဖွဲတွေဖြစ်တယ်ဟာလေလုယာသင်လည်းဒီကနေ့ယုံကြည်ခြင်းမှာရှိသူရဲတဲ့သူဖြစ်တယ်ဆိုရင်ဖယားကနော်သင်ရဲ့ပြဿနာသင်ရဲ့မုံတိုင်းလောက်ကတော့ခဏလေးပဲမုံတိုင်းပြီးရင်ပါလာမလဲလီငင်းလေးတွေလာမှာဖြစ်တယ်ဟာလေလုယာသင်ရဲ့ဒုက္ခပြဿနာရဲ့နော်ပြီးဆုံးတဲ့ဒုက္ခပြဿနာကိုနော်ဖယားရဲ့နှုတ်ကပတ်တော်နဲ့မရက်တီပြီးမှကြော်ဖြတ်လိုက်တယ်ဆိုရင်ဖယားကသင်အပေါ်မှာသူ့ရဲ့ဗိတ်သိက်တကူကိုစီစဉ်စီမှာဖြစ်တယ်အဲကြောင့်သူတို့ကကူးကွယ်လားမကူးကွယ်ဘူးနော်မိထဲမှာအချခံလားချတာဗောနော်မိကူဘယ်နှဆလဲခုနဆနော်ဘယ်နှဆလဲမားတယ်လို့မပြောရဘူးနော်မားတတ်တယ်အားကြောင့်လိလာလို့ရတယ်နော်မိကူခုနဆပူတယ်နော်ပူတဲ့အခါကျတော့ဒီဒိုင်ယလာတို့တငယ်ချင်း3ယောက်ကိုနော်မိထဲမှာချတဲ့လူတွေကဘလို့ဖြစ်တာလဲမိအရှင်ကမိဟတ်ပြီးမှဘာဖြစ်ကြတာလဲတီကြတယ်မိထဲမှာရောက်တဲ့လူ3ယောက်ကဘာလုပ်လဲမိထဲမှာအီစီလန်ရှောက်ပြီးမှမိထဲမှာဘယ်နှယောက်ရှိလဲ4ယောက်နေဘုခနေစာမင်းကြီးကချိတယ်ကြည်စား
ချတော့က3ယောက်အခုကြည့်4ယောက်4ယောက်မြောက်တော့သူကသူတို့ကူးကွယ်တဲ့ထာဝရအသက်ရှင်တဲ့ထာဝရဖခင်ပဲဟာလေလုယာအဲ့ဒီနေရာကကျွန်တော်တို့အတွက်ပုံသက်တည်ဖြစ်တယ်အဲ့မှာသူတို့ကမီးလောင်လားမလောင်ဘူးအမွေးတွေတောင်မှနော်မလောင်ဘူးမီးထဲမှာထဲတဲ့လူတွေကပဲတည်တာဖြစ်တယ်သူတို့ကလုံးဝမတည်ပဲနဲ့ဘာဖြစ်လဲမီးထဲမှာလမ်းလျှောက်တယ်နော်ဒီနေ့တင်ဒုက္ခပြတနာဒီမုံတိုင်းဒီလာနေတဲ့အခါမှာကြောက်လိုက်တာပြောသားပြီငါဒီလူမျိုးပြတနာဒီမကြုံချင်ဘူးဆိုရင်လေခဏခဏကြုံတာပဲဘာကြောင့်ငါတို့ရဲ့မိသားစုတွေမှာနော်တခါတလေတည်ချင်းတရားတွေဘာကြောင့်ရင်ဆိုင်ရတာလဲဘာကြောင့်ငါတို့ဒီငွေကြီးတွေဆုံရှုံနေရတာလဲဘာကြောင့်ငါတို့ဒီယောဂဝေဒနာတွေခံစားနေရတာလဲလို့ကျွန်တော်တို့တခါတလေငြီးသွားတာဖြစ်တယ်မုံတိုင်းကျွန်တော်တို့ရဲ့ဘဝမှာမကြုံချင်တဲ့အခက်ခဲတွေနဲ့ကြုံတွေ့လာတဲ့အခါမှာကျွန်တော်တို့ဘယ်ဖက်ကိုလဲကြလဲဒီနေ့ဒီလူတွေအိုးအသက်ရှင်တဲ့ထာဝရဖခင်ကကျွန်တော်ရဲ့ဖက်မှာအတူရှိတာပဲဆိုတဲ့အရာကိုကျွန်တော်တို့ယုံကြည်တယ်ဆိုရင်ဒီနေ့ဒိုင်ရလာရဲ့တငယ်ချင်း3ယောက်မိရဲကနေထွတ်မြောက်လွတ်မြောက်လာတဲ့အခါမှာရှင်ဘရင်ကဘာပြောလဲဒီနေ့ကနေစပြီးမှဒီဒိုင်ရလာတို့ကူးကွယ်တဲ့အသက်ရှင်တဲ့ထာဝရဘုရားကိုတနိုင်ငံလုံးကကူးကွယ်ရမယ်လို့ပြောတာဖြစ်တယ်လက်ခုပ်တီးရအောင်ဟာလေလုယာဘာကြောင့်လဲဒီမုန်တိုင်းရဲ့အဆုံးမှာပါရှိလေဝမ်းမြောက်ခြင်းရှိတာဖြစ်တယ်တင်အဲ့ဒီပြဿနာဒီအလုံးစုံကြော်ဖြတ်လာတဲ့အခါမှာတင်အားဖြင့်ဟာလေလုယာလူဒီပြောင်းလဲလာမှာဖြစ်တယ်နော်တင်အားဖြင့်လူဒီလွတ်မြောက်လာမှာဖြစ်တယ်တင်အားဖြင့်မိသားစုတွေကောင်းချီးခံစားမှာဖြစ်တယ်နိုင်ငံကကောင်းချီးခံစားမှာဖြစ်တယ်ကျမတို့ဒီကြတော့ဘယ်လိုဖြစ်တယ်အိမ်နီးနားတွေကဒီမိသားစုတွေဘယ်တော့ဘာတွေ့မလဲမသိဘူးအမြင်ကတ်လိုက်တာအမြင်ကတ်လိုက်တာမဟုတ်ဘူးလားနော်ကျမတို့လူဒီမုံဖို့ကိုတော်တော်လေးစူးစားတာဖြစ်တယ်နော်ဖခင်เจ้าလာရင်တော့မှကိုထိုင်တဲ့နေရာမှာတယောက်ထိုင်ပြီးဆိုမျက်ဆောင်တူပြီးမှနောက်တစ်ပတ်တော့ဒီလိုတော့တွေ့မယ်ဆိုတဲ့ရှစ်ခေါက်ချိုးမျက်နာတွေနဲ့ကျမတို့ကကြည်တတ်တာဖြစ်တယ်အဲ့ဒီနေ့လွတ်မြောက်လားမလွတ်မြောက်ဘူးဒီထိုင်ခုံဒီအတိုင်းမှာဗိတ်သိက်ရှိတယ်ဟာလေလုယာဘယ်နေရာမှာဘယ်ထိုင်နော်ငါဒီနေရာငါလွတ်မြောက်တဲ့နေရာလို့တတ်မှတ်ပါဟာလေလုယာအဲ့ဒီနေရာမှာထိုင်မှဝိညာဉ်တော်ကတင့်ကိုတူးထည့်တာမဟုတ်ပါဘူးဒီနေ့ကျမတို့ရှိတဲ့နေရာမှာဖယားသခင်ရဲ့မျက်မှောက်တော်ကိုခံစားရတဲ့အခါမှာဒီနေ့ဒိုင်ရလရဲ့တငယ်ချင်းတွေလိုပဲကျမတို့သူတို့ရဲ့လွတ်မြောက်ခြင်းအပြင်ဘသူဒီလွတ်မြောက်ခြင်းရလဲရှင်ဘရင်ကိုယ်တိုင်လွတ်မြောက်ခြင်းမရဘူးလားတနိုင်ငံလုံးလွတ်မြောက်ခြင်းမရဘူးလားဒီနေ့ကျမတို့အားဖြင့်လူဒီလွတ်မြောက်ဖို့ရန်ကျမတို့အထဲကနေစစ်မှန်တဲ့ယုံကြည်ခြင်းရှိမှတာလေကျမတို့အထဲကနေပုံသက်တည်ဆိုတဲ့အရာကပေါ်ပေါက်လာမှာဖြစ်တယ်ဟာလေလုယာပေါ်ထွန်းလာမှာဖြစ်တယ်အဲ့ဒါကြောင့်ဒီကနေ့ကျမတို့ရဲ့အသက်တာကျမတို့ရဲ့ဘဝထဲမှာကြုံတွေ့နေရတဲ့မုန်တိုင်းခက်ခဲပြဿနာရှိနေတဲ့အခါမှာငုံပြီးပါတငယ်ချင်းကျမဒီစားလေမနေ့ကစကားပြောသေးတယ်ဒီနေ့လေဖြတ်လိုက်ပြီ Facebook ထဲမှာဘလော့လိုက်ပြီလေဆိုပြီးမှငိုပြီးမှမပြောနဲ့နော်ပြောရင်ဒီတငယ်ချင်းကဟုတ်လားတငယ်ချင်းတနာလိုက်တာ तू အတစ်တွေ့တာဖြစ်မှာဗောနှစ်သိမ့်တဲ့စကားကနော်အဲ့လိုပြောလိုက်တဲ့အခါမှာမပြောနဲ့လေငါကြားချင်တာမျိုးမှမဟုတ်တာမဟုတ်ဘူးလားဒီနေ့တင်းရီစာကဘလောက်ပဲဘလို့ပါစေမဟုတ်ဘူးလားနော်တင်းတငယ်ချင်းကသူနဲ့တော့မပေါင်းချင်တော့ဘူးလို့တင်းကိုငင်းပယ်ခဲ့ရင်တောင်မှဒီကနေ့အသက်ရှင်တဲ့ထာဝရဘုရားစီမှာဒူးထောက်ပါကိုရောနော်ကျွန်တော်လူငယ်တွေအတွက်ပြောပြတာနော်လူငယ်တွေကြုံတတ်တဲ့
အခက်ခဲတစ်ခုဖြစ်ပါတယ်နော်ဆိုတော့လူမရင်နော်ကျမ်းမာရင်ရှိရမလေဒီမှာရုပ်ချော်တဲ့လူတွေကဘယ်လိုနေလဲတော့ရုပ်မချော်တဲ့လူတွေကတော့တော်တော်စွန်တဲ့လူတွေအများကြီးနော်ရုပ်မချော်ပြီးမဲ့အပြောကောင်းတယ်လေအပြောပိုင်တဲ့လူတွေကနော်လူတွေတော်တော်လေးကိုဆွဲဆောင်တတ်တာဖြစ်တယ်ဆိုတော့လူငယ်တွေအားရအောင်ပြောပြတာပါဒီနေ့ကျမတို့ဒီမှာနော်လာတဲ့အခါမှာတချို့လူတွေကရန်ကုန်မြို့မှာနေခဲ့ဘူးတဲ့လူဘယ်နှယောက်ရှိလဲကျေးဇူးပြုပြီးလက်ထောင်ပါအောင်ရှားပါပါတယ်ရန်ကုန်မြို့ကိုဖြတ်လာဖူးတဲ့လူအိုးလက်ကုပ်တီးအောင်တချို့လူတွေကအဝေးပြီးကားဂိတ်ပဲရောက်တယ်လေရန်ကုန်အဲ့ကနေ direct လာတော့ရန်ကုန်ဆိုတာဒါပဲလားမဟုတ်ဘူးလားမရောက်ဖူးတာမျက်စိထဲမှာရန်ကုန်ကိုမြင်ရောင်ကြည့်ပါဆိုရင်မစွဲတတ်တဲ့လူတွေအများကြီးရှိမှာနော်ဒီထဲမှာတဲ့လာတဲ့အခါမှာနော်လီချွန်ပြီးမှခတ်တီနဲ့ကားစီလိုက်နော်တာလဘတ်နဲ့အုပ်လိုက်မဟုတ်ပါဘူးနော်တာလဘတ်အုပ်လဲတို့လဲရှိမှာပေါ့နော်မနေ့ကကျွန်မဒီတောင်ပိုင်းကျွန်မတို့ရဲ့တငယ်ချင်းတွေတယောက်အိမ်မှာတွားလေတော့ခလေးက4 နှစ်ရှိပြီစကားလဲလုံးဝမပြောဘူးအဲ့ဒါနဲ့ထူးဆန်းတော့ကျွန်မမိကြည့်တယ်ခလေးကပြောရင်အကုန်သိတယ်တဲ့ तू ကမပြောတတ်ဘူးလို့ပြောတယ်အဲ့ဒါဆိုရင်ဘာဖြစ်လို့မပြောတတ်တာလဲတာမန်မွေးတာလားမွေးကလေးကနေဘလို့ဖြစ်လဲလို့မွေးကလေးကနေအကောင်ပဲဆရာမရေးတဲ့မလေးရှားလာတော့တဲ့လမ်းမှာပွဲစားတွေကခလီငူမှာဆိုလို့တဲ့ဘာမီတွန်အထောက်လိုက်ကြည့်ပြီးတော့တမီးတို့ကလည်းတိုက်လိုက်တယ်။အိုးမတီတို့ကံကောင်းတာပေါ့။အဲ့ခလီကလုံးဝပဂတိကောင်းတဲ့အရာကနေပြီးမှမလေးရှားလာချင်းလို့သူ့ခလီတော်ချွယွန်းတဲ့အထီပေါ့နော်။တလုံးလားလို့ဘယ်ဟုတ်မလဲသူတို့အထောက်လိုက်ပြီးတော့အထောက်ခလီမငူအောင်ဆိုပြီးမှအိတ်အောင်မတီယုံတမင်လေးပေါ့နော်ရှင်လာတာဖြစ်တယ်ဆိုတော့ဒီထဲမှာတဲ့ဒီလိုမျိုးဘာမီတွန်တော့မစားပါဘူးဒါမဲ့တာလဘတ်အုပ်ချင်းခံရတဲ့လူလည်းရှိမှာပေါ့နော်တချို့လူဒီကတောင်ပေါ်ဒီတက်တယ်နော်ရီရီနင်းပြီးမှလာတာဖြစ်တယ်လီချွန်ပြီးမှလီရင်စီးပြီးမှလာတဲ့လူတော့ရှားမယ်လို့ထင်တာပဲကျမတို့အဲ့ဒီအခက်ခဲဒီအားလုံးကိုကြော်ဖြတ်လာတဲ့အခါမှာဒီနေရာမှာဗာလဲအခက်ခဲအားလုံးကြော်ဖြတ်လာတဲ့အခါမှာတက်တောင်းတက်တာနဲ့หนีရတာမဟုတ်ဘူးလားတက်တောင်းတက်တာနဲ့หนีလာတဲ့အခါမှာကျတော့ငွေကြီးနည်းနည်းပါပါရလာတာနဲ့ဖယားလေးဘာလူလို့လေတနင်္ဂနွေနေ့အာရက်လေးတော့နားမယ်လေဘုရားကျောင်းသွားဖို့တော့ဘာဖြစ်လဲမိနေကြတယ်တချို့လူဒီကငွေကြီးရှိလာတော့ဘာဖြစ်လဲအုတ်ထင်းတဲ့သူအုတ်ချုပ်တဲ့သူမရှိတဲ့အခါမှာကိုယ်တဘောဖြစ်တဲ့အခါမှာဘယ်လိုဖြစ်ကြလဲအရက်မတောက်တတ်ပဲနဲ့အရက်ဒီစားတောက်လာတယ်မူစီဝါဒီတုံးလာတယ်ဒီနေ့ဒီမှာရှိနေတဲ့လူငယ်မြောက်များစွာဒီလောက်ဖယားတခင်ကိုစာငတ်ပြီးမှလာတဲ့အရာတွေတွေ့တဲ့အခါမှာအယံဝန်တာတာဖြစ်တယ်တချို့ခမည်းတော်လူငယ်မြောက်များစွာဒီချိန်မှာနော်အမျိုးမျိုးကိုလိုက်စားပြီးမှနော်ခက်ခဲတဲ့လူတွေမြောက်များစွာရှိတာဖြစ်တယ်ဒီနေ့ဒီမှာလာတဲ့လူတွေလည်းအယံချမ်းသာလို့လာတာမဟုတ်ပါဘူးအခက်ခဲတွေရှိမှဖြစ်တယ်ဒါပေမဲ့ဒီအခက်ခဲတွေအားလုံးဖယားတခင်နဲ့အတူတူကြော်ပြတ်မယ်အိုးငါကူးကွယ်တဲ့ထာဝရဘုရားတငယ်ချင်းတွေလာဒီနေ့တော့ဖယားเจ้าမတော်လဲရတယ်လေလာခဲ့ပါဟူနာမှာနော်ပွဲသွားကြည့်မယ်ပဲဖြစ်သွားလဲမယ်ပဲဖြစ်ပြောကောင်းပြောနိုင်တယ်ဒါပေမဲ့ထားလိုက်ပါခင်ဗျားသွားပါကျွန်တော်ကတော့ဘုရားเจ้าကိုပဲသွားမယ်တာဝန်ရှိမှမဟုတ်ပဲနဲ့ဒီနေ့ယုံကြည်ခြင်းနဲ့ဒီနေရာကိုလာတဲ့အခါမှာဖယားတခင်အခုချိန်မှာခင်ဗျားပါမှမသိသေးပေမဲ့ဒုက္ခပြဿနာအမျိုးစုံနဲ့ရင်ဆိုင်နေရပေမဲ့ဒီနေ့ထိုင်လာတို့ရဲ့ယုံကြည်တကယ်တော့ကျမတို့အားလုံးယုံကြည်တယ်ဆိုရင်အဆုံးမှာဘယင်ကြီးတော်မှာကိုယ်ွယ်တာဖြစ်တယ်တနိုင်ငံလုံးကကိုယ်ွယ်တာဖြစ်တယ်တင်အားဖြင့်
တင်းပတ်ဝန်းကျင်ပြောင်းလဲမှာဖြစ်တယ်တည့်ရဲ့မိသားစုတွေပြောင်းလဲမှာဖြစ်တယ်တည့်ရဲ့တငယ်ချင်းအပေါင်းအသင်းတွေပြောင်းလဲမှာဖြစ်တယ်ကျမဒီတစ်ခေါက်ဧပြီလာတော့ငါပေါ့နော်လာတော့ငါကြွားဒီမှာရောက်လာတဲ့အချိန်မှာငလင်လှုပ်တာဖြစ်တယ်တီချီပျက်စီးတယ်ကျမမြင်ရတဲ့အရာတွေမမြင်တော့တဲ့အရာတွေအများကြီးရှိတာဖြစ်တယ်ကျမလည်းအဲ့ဒီတည်င်းကိုကြားတဲ့နောက်ပိုင်းမှာနေရတာအစင်မပြေဘူးပေါ့နော်စားတာလည်းအစင်မပြေဘူးအိပ်ရတာလည်းအစင်မပြေဘူးဘာလို့လဲဆိုရင်ကိုယ်သားသမီးတွေကမြန်မာပြည်မှာရှိတဲ့အခါမှာဘလို့ပဲဖြစ်ပေါ့နော်အိုးငါတီသွားရင်တော့မှငါရဲ့သားသမီးတွေနဲ့အတူတူတီဖို့ဖြစ်ရင်တော့မှမိသားစုနဲ့ပဲတီချင်တယ်ပေါ့နော်အဲ့လိုမျိုးစိတ်ရှိတယ်ဆုတောင်းတယ်ကျွန်မပြန်တဲ့အချိန်မှာပေါ့နော်ပြန်တဲ့အချိန်မှာပြန်သွားတဲ့အခါမှာလီယန်စီးတာဖြစ်တယ်လီယန်စီးတော့ကျွန်တော်တို့ဒီမလေးရှားနိုင်ငံကြော်ပြီးထိုင်းနိုင်ငံကြော်ပြီးမှမြန်မာပြည်ဝင်လာတဲ့အခါမှာဝင်ချင်းပေါ့နော်ကျွန်တော်တို့ဒီကောင်းကင်အမြင့်ဆုံးနေရာမှာရောက်တဲ့အချိန်မှာမုန်တိုင်းမိတာနော်မုန်တိုင်းမိတော့အကုန်လုံးကျွန်တော်တို့စီးလာတဲ့လီယန်ကိုတိမ်အမဲကြီးကဖုံးတော့လေပေါ့နော်ထိုင်နေရတာငလျင်ထက်ဆူးမယ်လို့ထင်တယ်ဒီလူပဲကျမတို့ခါချပြီးမှကပတ်ပတ်တဲ့ဟာဒီတော့မှဟိုဘက်လွတ်လိုက်ဒီဘက်လွတ်လိုက်နဲ့အတကုံအော်ချပြီးမှအိုးခုကူရမရှိဘူးကျမတို့စီးတဲ့လီရင်ကမိကြီးပေါ်မှာဘိန်းနဲ့သွားတာမဟုတ်ဘူးပေါ့နော်ကောင်းကင်ပေါ်မှာဆိုတော့လုံးဝဘာမှစဉ်းစားလို့မရဖယားကိုတော့နော်ခေါ်လို့မနိုင်ဒီထဲမှာလေကြောက်လန့်စရာထိတ်လန့်စရာဖြစ်နေတော့အိုးကိုရောရဲလို့ပဲကျမတို့အဲ့လိုပဲអော်နိုင်တာဖြစ်တယ်ကဲပါလို့တော့မអော်နိုင်တော့ဘူးအရန်ကြောက်ပြီးမှ15မိနစ်လောက်တိုက်တယ်ပြီးရင်ကျမတို့တဖြည်းဖြည်းနဲ့ဆင်းလာတဲ့အခါမှာထပ်တိုက်တယ်ပေါ့နော်ထပ်တိုက်ပြီးမှတချို့လူတွေဆိုရင် toilet သွားတဲ့လူတွေဆိုရင်လေဟိုအဲ့လမ်းပေါ်မှာအကုန်လုံးရိုက်ချိုးလိုက်တော့အကုန်လုံးဖူးယူဖာရနဲ့လဲကြပြီးမှလီယမဲဒီလည်းအတကုံអော်တဲ့အခါမှာကိုရောဆိုပြီးမှဒီနှလုံးကိုပဲစုပ်ပြီးမှကျမတို့ပြန်ဆင်းလာတယ်နော်အပီပီဆရာရန်ကုန်မင်္ဂလာတုံလီစိတ်ကိုဆင်းလာတယ်တဖြည်းဖြည်းဆင်းလာတာတော့မှကြောက်လွန်းလို့ပေါ့နော်မုံတိုင်းကတော့မရှိတော့ပြီမဲ့ကျမတို့အရန်ကြောက်လန့်ပြီးမှရန်ကုန်အပီပီဆရာလီစိတ်ကိုဆင်းလာတယ်ဒုံဆိုပြီးမှဘာလဲဘိန်းကြလာတဲ့အခါမှာဝဲဆိုပြီးမှအားလုံးအတကုံအဲ့ကြမှာပဲအသက်ရှူရဲတာဖြစ်တယ်အချောင်းအိုးမုံတိုင်းဆိုတဲ့အရာကမလွယ်ပါလားလို့ကျွန်မအယံခံစားတာဖြစ်တယ်ဒီကနေ့ကျမတို့ရဲ့ဘဝမှာခုနပြောထားခဲ့ပြီးအိမ်တော်မိသားစုမှာတယောက်ကအချစ်ဆုံးသူတွေကတည်ဆုံးခဲ့တယ်ခွဲခွာသွားခဲ့တယ်ကျမတို့ရှိခဲ့သမျှအရာဒီအားလုံးအခုခံရတဲ့အပျက်စီးခံရတဲ့မီးရှုခံရတယ်ဒီနေ့ဘဝမှာအိုးတခါအလုံးလျှောက်ရင်လေတတိယမကြိုက်ဘူးဟိုးလျှောက်လိုက်ဒီလျှောက်လိုက်တယောက်ပြီးတနေရာပြီးတနေရာလျှောက်တယ်အစင်မပြေဘူးဆိုရင်လေဒီကနေ့အသက်ရှင်တဲ့ထာဝရဘုရားကျမတို့ကိုအမေရန်ကဲတင်ရှင်တဲ့ဘုရားသခင်ကကျမတို့ကိုအမေရန်စောင့်နေတဲ့အတွက်ကြောင့်ဒီနေ့ဘယ်လောက်ပဲဒုက္ခလေမုန်တိုင်းတိုက်ပလေစီဒီအရာနဲ့နေကုန်းမချုပ်ဘဲနဲ့အသက်ရှင်တဲ့ထာဝရဘုရားကိုဖက်သွဲခြင်းအပြင်ထာဝရဘုရားကိုတိုင်ပင်ခြင်းအပြင်ကျမတို့ရဲ့အခက်ခဲပြဿနာအလုံးစုံတို့ကိုဖြေရှင်းနိုင်တော့သူများဖြစ်ဖို့ဒီကနေ့ရောက်ရှိလာတဲ့အရောက်စီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေကျေးဇူးပြုပြီးမှ music အဖွဲ့များ worship အဖွဲ့များတက်လာပြီးမှကျမတို့music worship အဖွဲ့ကတခြင်းတပုတ်ရွေးချယ်ထားပြီးမှအတူတကွဒီကနေ့ဆက်ကကြရအောင်ဆုတောင်းကြရအောင်ဒီနေ့အခက်ခဲရှိတော့သူများနော်အိမ်ဖက်မှာကိုရဲ့မိဘဒီအတွက်တော်၎င်းကိုရဲ့အတ္တမှာတော်၎င်းစူရင်တဲ့ဟာဒီခက်ခဲမှုတွေရှိနေတယ်ဆိုရင်ဒီကနေ့အတိတ်ပံဆက်ကဖို့ရန်အတွက်အလုံးကိုခေါ်ဖိတ်ချင်တာဖြစ်ပါတယ်ကျမတို့အတူတကွဆူတောင်းဆက်ကပ်ပြီးတဲ့နောက်ပိုင်းမှာကျမတို့ရဲ့တေအိုဆရာကြီးရဲ့ဆူတောင်းခြင်းအပြင်အဆုံးသတ်မှာဖြစ်ပါတယ်
sanga winning dream take on down da cha ya ya ri tema lo chin da bwa ta ku long pong a gu ro phya the mount to ma shri ne ngui ri tema lo ne da gu ro ye tu shi ji gu ro shi ye tu shi ji the mount to ma tin nai da le ma shi ma tan nai da le ma shi gu ro ye tu shi ji gu ro shi ye tu shi ji the mount to ma so yin sia ki me gu ro bo ne ti so ne ne ye tai chin no sa nga winning dream take on down da cha ya ya ri te ma lo chin da bo wa ta ku long pong a gu ro phya the mount to ma shri ne ngui ri te ma lo ne da go ye tu shi ji gu ro ye tu shi ji gu ro shi ye tu shi ji the mount to ma ma tin nai da le ma shi ma tan nai da le ma shi gu ro ye tu shi ji gu ro shi ye tu shi ji the mount to ma so yin sia ki me gu ro bo ne ti so neအောင်မြင်ခြင်းဆုံးလင်းခြင်းကျွဲဝခြင်းတွေမြဲတမ်းတည်ဆုံးရာအမြဲတမ်းတည်ဆုံးရာငြိမ်သက်ခြင်းပျော်ရွှင်ခြင်းအောင်နိုင်ခြင်းတွေမြဲတမ်းတည်ဆုံးရာအမြဲတမ်းတည်ဆုံးရာအောင်မြင်ခြင်းဆုံးလင်းခြင်းကျွဲဝခြင်းတွေမြဲတမ်းတည်ဆုံးရာအမြဲတမ်းတည်ဆုံးရာငြိမ်သက်ခြင်းပျော်ရွှင်ခြင်းအောင်နိုင်ခြင်းတွေမြဲတမ်းတည်ဆုံးရာအမြဲတမ်းတည်ဆုံးရာgu ro ye tu shi ji gu ro shi ye tu shi ji the mount to ma ma tin nai da le ma shi ma tan nai da le ma shi gu ro ye tu shi ji gu ro shi ye tu shi ji the mount to ma so yin sia ki me gu ro bo ne ti so ne gu ro ye tu shi ji
ရှိခြင်းမြတ်မောင်တော်မှာဆိုရင်စရာကိမဲကိုရောပေါ်နဲ့တည်ဆောင်နေ အာမင်ဟာလေလုယာမောမြတ်ဆုံးလင်တော်မူ၍သာသမီအယောက်စီတိုင်းကိုချစ်တော်မူ၍တတိနဲ့ကြည်စုတော်မူသောကိုရောကိုကျေးဇူးတင်တယ်မေတ္တာကရုဏာတော်ရဲ့စီမဲတည်တော်ကြောင့်ကိုရောကိုကျေးဇူးတင်တယ်နေညာနေခင်မှာကိုရောစင်ရဲ့ချီတော်ရင်း၌ကိုရောချစ်တဲ့သာသမီများကိုလာရောက်တိုးဝင်နိုင်တော့ခွင့်ကိုပြီးတော့ကြောင့်ကိုရောကိုကျေးဇူးတင်တယ်ဂျာနာရတဲ့နှုတ်ကပတ်တော်တရားအတိုင်းကျွန်တော်တို့အသက်တာအသီးသီးမှာပြဿနာခက်ခဲများလေမုန်တိုင်းများကိုကြုံတွေ့ရတဲ့အချိန်မှာအာတင်းနိုင်တော့သာသမီတယောက်ရှိတဲ့ဖြစ်ဖို့ရန်ကောင်းချီးပြီးမဆတနာတော်မူပါပြဿနာအသီးသီးကိုဖြေရှင်းနိုင်ဖို့ရန်အတွက်ကျွန်တော်တို့နဲ့ပါရှိတဲ့ကိုရောရှင်ရဲ့ကျွန်တော်တို့နဲ့အတူsecond time minute time မှာပါရှိတော်မူတယ်ကိုရောရှင်ရဲ့မျက်မှောက်တော်ကိုခံစားတော့အခွင့်ကိုပေးသနာတော်မူပါအာမင်ဘုန်းကြီးချင်းအလုံးစုံကိုကိုရောပြန်လဲပြီးတော့ပေး၍နာမတော်ကိုချီးမြှောက်ပါ၏ယေရှုနာမကိုမြည်ပြု၍ဆုတောင်းစိတ်ကအနာမမြတ်စွာဘုရားသခင်အာမင်ဖျားခြင်းဖျားသခင်ကောင်းချီးပေးပါစေဒီနာမရှိတဲ့လူကိုနှုတ်ဆက်ပြီးတော့လာမယ့်နောက်ပတ်မှာပြန်တွေ့ကြရအောင်တငယ်ချင်းတွေကိုခေါ်လာခဲ့ပါဆိုပြီးတော့အတူတူနှုတ်ဆက်ကြမယ်လက်ဖက်ရည်မတောက်ဘဲနဲ့အိမ်ကပြန်မသွားပါနဲ့